အခုခိတ်ကလေးတွေကမမခောက်ဆွဲပြုတ်လို့ပဲ3မိနစ်နဲ့ကြက်သွားကြတယ်အဲ့ဒါကြောင့် FA တွေဖြစ်သွားကြတာကျွတ်မနဲ့တုန်းကလမ်းထိပ်ကိုသွားတာထမင်းရောင်းတဲ့ဆိုင်တွေကပန်းတွေရောင်းလို့တို့စီးပွားရေးမကောင်းတာဖြစ်မယ်လို့တွေးလိုက်မိတယ်ဘာဟုတ်မလဲဒီနေ့ကချစ်သူများနေ့ဆိုတော့ထမင်းဆိုင်တွေကထမင်းဟင်းမရောင်းတော့ပဲပန်းတွေပဲရောင်းနေတာစီးပွားရေးတောင်းကြံချက်ပဲငါလဲဒီနေ့ပန်းနဲ့ချောကလက်တွေရောင်းရင်ကောင်းမလားလို့တွေးနေမိတာဒါပေမဲ့ငါကမြန်မာတိုင်းရင်ဆေးတွေလည်းရောင်းကျင်မိတယ်ဒီနေ့မှာတောင်ကြပန်းနဲ့လိတ်3កောင်မြန်မာတိုင်းရင်ဆေးတွေကိုရောင်းရင်ငါအမျက်များရလိမ့်မယ်ဒါမဲ့ရှေးမှာရောင်းဖို့ကလည်းအဆင်မပြေဘူးဟိုတယ်နဲ့တဲကိုကန်အရှိမရောင်းရင်ကောင်းမလားဒါမှမဟုတ်အခုက online ကိတ်ဆိုတော့တတော်ရှော့မှာပဲရောင်းရင်ကောင်းမလားလို့သားလေးတို့ FA မဖြစ်စေဖို့အတွက်ဖွားဖွားကမြန်မာတိုင်းရင်းဆေးတွေကိုရောင်းပေးကျင်တာပါစေတနာနဲ့ပါတေချာတာကတော့အခုဒီဗီဒီယိုကြည့်နေတဲ့သူက FA မဟုတ်ရင်အိမ်ထောင်သေးပါပဲဘာကြောင့်လဲဆိုတော့ဒီနေ့ကချစ်သူများနေဖြစ်လို့အများစုက online မှာမရှိကြဘူး